ထိုင်းကဆေးရုံနေနဲ့ online ကနေကနဦးဆွေးနွေးလို့ရလားဆိုရင်ဆွေးနွေးလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒေါက်တာအောင် team ကနေပြီးတော့ဒီထိုင်းမှာရှိတဲ့အထူးကုဆရာဝန်နေနဲ့ဒီလူနာမြန်မာပြည်ကလူနာတွေပေါ့နော်ဒီ online ကနေပြီးတော့ကနဦးဆွေးနွေးခြင်းတယ်ဆိုရင်ကျွန်တော်တို့ကဒီအခမဲ့ချိတ်ဆက်ပေးပါတယ်။အဲ့တော့ကျွန်တော်တို့ဒေါက်တာအောင် team အနေနဲ့ဒီ online ကနေပြီးတော့လူနာတွေဆွေးနွေးလို့ရအောင်လို့ထိုင်းဆရာဝန်နဲ့ appointment ဒီကြိုတင်ပြီးတော့ရက်ချင်းယူပေးတာမျိုးတွေပြီးတော့မြန်မာစကားပြန်ဝန်ဆောင်မှုပေါ့နော်စားတွေကျွန်တော်အခမဲ့လို့ဆောင်ပေးတယ်လူနာတွေတည်ကျင်တဲ့အချက်တွေကိုလည်းကျွန်တော်စိတ်ဝင်ဘက်ကိုချိတ်ဆက်ပြီးတော့မေးပေးတယ်အဲ့တော့စိတ်ဝင်ဘက်ကပြောတဲ့အတိုင်းကျွန်တော်လူနာကိုပြန်ပြီးတော့ပြောပေးတယ်ပေါ့ကိုကထိုင်းအောင်မသွားခင်မှာ online ကနေပြီးတော့ထိုင်းကအထူးကုဆရာဝန်နဲ့ကနဦးဆွေးနွေးခြင်းတယ်ဆိုရင်ကျွန်တော် team ကချိတ်ဆက်ပေးပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာစေယုံစေကန်ပြချင်တာ medical check up လုပ်ချင်တာတွေရှိရဆိုရင်ကျွန်တော်ဒေါက်တာ team နဲ့ချိတ်ဆက်ပြီးတော့အခမဲ့ဝန်ဆောင်မှုရယူလို့ရပါတယ်အဲ့တော့ဒေါက်တာ team နဲ့ချိတ်ဆက်ခြင်းတယ်ဆိုရင်ဒေါက်တာ page messenger မှာ live ဆောင်စမ်းလို့ရတယ်လို့ဒီဖုန်းနဲ့ပဲ Viber မှာလည်းကျွန်တော်တို့ဆက်သွယ်ပြီးတော့ဆောင်စမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်